ဒီနေ့ကတော့ကျွန်တော်က present perfect tense လေးကိုကျွန်တော်မဆွေဘူးကျွန်တော်ကညှောက်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျ။ကဲအဲ့တော့ present perfect tense ကဒါဆိုလို့ရှိရင် structure ဆိုတာတိဆောက်ပုံဒီ present perfect tense ဝါကြတဲ့လို့ဘယ်လိုတိဆောက်တယ်ဆိုရဲဒါကတိဆောက်ပုံဖြစ်ပါတယ်နော်။အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ဒါက subject အများဆိုလို့ရှိရင် have subject အနည်းဆိုလို့ရှိရင် has plus participle လည်းခေါ်တယ်မြန်မာလိုဆိုရင်တော့ verb 3ပေါ့နော် subject have has plus participle သို့မဟုတ် verb 3ဒါကဒီ present perfect tense ရဲ့သူက structure တိဆောက်ပုံဖြစ်ပါတယ်ဟုတ်ပြီနော်သူကဘယ်လိုနေရာတွေမှာသုံးလဲဆိုတာအချက်၃ချက်နဲ့သုံးတယ်ဗျဟုတ်လားအကြသေးမီကပြီးခဲ့တာကြီးလုပ်ခဲ့တာတွေပေါ့နော်အဲ့ဒါတွေလည်းသုံးတယ်ပြီးတော့ဘဝအတွေ့အကြုံတွေမှာလည်းပဲသုံးတယ်ပြီးတော့အတိတ်ကနေယခုထိဆက်ဖြစ်နေစေဆက်လုပ်နေစေလာအခြေအနေတွေမှာဆိုသုံးတယ်အဲ့ဒီသုံးမျိုးနဲ့သုံးပါတယ်ခင်ဗျနော်အဲ့တော့ဒီမကြသေးကြီးကပြီးခဲ့တာတွေဆိုရင်ဘယ်လိုပြောမလဲဆိုတော့ I have just eaten ငါအခုလေးတွေမဲ့သမင်းစားလို့ပြီးသွားတယ်အဲ့တော့ဒီလိုမျိုး alpha လေးတွေကတော့သိထားမှဖြစ်တယ်အဲ့ဒါလို alpha လေးတွေပါမှရမယ် alpha လေးတွေသိဖို့လိုမယ်ပေါ့နော် I have just eaten ငါအခုလေးတွေသမင်းစားလို့ပြီးသွားတယ်အဲ့တော့အကြသေးမီကပြီးခဲ့တာပေါ့အဲ့လိုမျိုးတိဆောက်လို့ရပါတယ်အခုကဘာလဲဆိုတော့ဘဝအတွေ့အကြုံတွေမှာသုံးတယ်ကျွန်တော်ပကံကိုသွားဘူးတယ်ထိုင်းလန်ကိုသွားဘူးတယ်ဘန်ကောက်ကိုသွားဘူးတယ်အဲ့လိုလည်းသုံးလို့ရတယ်ပြီးတော့ကျွန်တော်ကဆောက်လုပ်ရေးလုပ်ငန်းပေါ်မှာအလုပ်လုပ်ဖူးတယ်ဆိုတဲ့နေရာမျိုးမှာသူကသုံးတာဘဝအတွေ့အကြုံပေါ့ I have worked in construction ကျွန်တော်ကဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ဖူးတယ်နော်ဒီကောင်ကဖူးတယ်ဆိုတဲ့နေရာမှာသုံးလို့ရပါတယ်ဟုတ်ပြီနော်Number 3အတိတ်ကနေယခုထိဆက်ဖြစ်နေစေဆိုတာကဒါအတိတ်ကလည်းလုပ်ခဲ့တယ်အခုထိလည်းဆက်လုပ်နေစေဒါပြစ္ဆုတ်အနာဂတ်ကတော့မသေးကြဘူးပေါ့နော်အတိတ်ကနေယခုထိဆက်ဖြစ်နေစေအဲ့တော့ I have worked for 3 years ကျွန်တော်အလုပ်လုပ်တာတဲ့3နှစ်ရှိပြီအရင်တော့လုပ်ခဲ့တယ်အခုထိဆက်လုပ်နေစေ I have worked for 3 years ကျွန်တော်အလုပ်လုပ်လာတာတဲ့3နှစ်တောင်မှရှိပါပြီလို့ပြောတာဒါပေမဲ့အနာဂတ်မှာလုပ်မယ်မလုပ်မယ်ကတော့မသေးကြပါဘူးเนาะအတိတ်ကတိုင်းယခုထိဖြစ်နေစေယခုထိလုပ်နေစေမှာဆိုလို့ရှိရင်လည်းပဲလိုမျိုး present perfect tense ကိုသုံးလို့ရပါတယ်เนาะဒါပေမဲ့ဒီလိုမျိုး adverb လေးတွေကတော့သတိထားလို့ရပါမယ်เนาะဒီအချက်၃ချက်မှာဆိုလို့ရှိရင်ဒီတစ်ချက်ဒီ adverb လေးတွေကမမိပါနဲ့เนาะအဲ့တော့ဒီညမှာတချို့ဟာလေးစက်ထည့်ရမျိုးလေးရှိမယ်ဒီညမှာ already ထည့်ရမျိုးလေးရှိမယ်เนาะအဲ့ဒါမျိုးလေးတွေရှိရပါမယ်เนาะအဲ့တော့အဲ့ဒါပါလေးဒီညမှာလိုတယ်ပေါ့နော်โอเคအားလုံးနားလည်တယ်လို့ပြောလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ